တားရီတို့ဂျူလီယာအောင်ခုလိုဒါမေနဲ့သွားအောင်ဘလို့ဆော့အောင်လဲဆိုတာမင်းတို့တစ်ချက်လောက်လိုက်ကြည့်လိုက်ကွာအဆိုင်ထောင်းလို့ပေးမှာဒါမှအတွက်ကျွန်တော်ရဲ့နေကဝင်ထွက်လာခဲ့တော့တဲ့ပိုင်းစားများဝေးရမယ်ဆိုရဲစကားများတကယ်ကိုလုံးဝမချတဲ့မှာမောင်ချင်တော့ကျွန်တော်ကတည်ချစ်ချင်ပါ